ကျွန်တော်မြန်မာ nationally ကလပ်အသင်းနေရပါတော့ဘာလို့ဒီ media ဘိုင်းကိုအားမဆိုင်လဲဆိုတော့ကျွန်တော်စဉ်းစားလို့လုံးဝမရဘူးပေါ့နော်ဒီဥစ္စာကိုကျွန်တော်လှည့်လူရှုထားတဲ့ပုံစံမျိုးတွေရှိတယ်ဘာလို့လဲဆိုတော့တို့အသင်းတချို့ဆိုရင်တော့ကျွန်တော်ဒီ trainee video တွေ trainee photo တွေကိုကျွန်တော်တို့ဘယ်လိုရိုက်လဲဆိုဖုန်းကင်မရာနဲ့ရိုက်တဲ့အနေအထားတွေပါရှိတယ်ပေါ့နော်ဒါမျိုးတွေကအမှန်တကယ်တော့မဖြစ်သင့်ပါဘူးကျွန်တော်အိန္ဒိယနိုင်ငံတွေကိုလိုက်ပြီးတော့အတူယူသင့်ပါတယ်ကျွန်တော်ဒီ social media ပေါ်မှာကျွန်တော်တို့ဒီအသင်းရဲ့ဒီလှုပ်ရှားမှုတွေကိုမျှဝေတာတို့ပါတော့ကျွန်တော်တို့ဒီဖြစ်တယ်လို့မျိုးကြီးဖြစ်နေတဲ့အနေအထားတွေရှိပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မီဒီယာပိုင်းကဘာလို့ဘောလုံးသင်းသတင်းအတွက်အရေးကြီးလဲဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီကျွန်တော်တို့ဥပမာပေါ့နော်ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းတို့ကျွန်တော်တို့ဒီစင်ကာပူတို့သူတို့တွေဆိုရင်ကျွန်တော်တို့ဒီသူတို့ရဲ့ league ပေါ့သူတို့ရဲ့ league ကိုသူတို့မီဒီယာပိုင်းကနေတစ်စင်သူတို့အပုံရိပ်တွေကိုမြင့်တင်တယ်ပြောမှဆိုသူတို့ဘောလုံးပွဲတွေပေါ့ဥပမာထိုင်း league ဆိုရင်လည်းထိုင်း league ပေါ့စင်ကာပူ league ဒီစင်ကာပူ premier league ဆိုရင်လည်းစင်ကာပူ premier league အလျောက်ပေါ့သူတို့ပွဲကံပြီဆိုရင်သူတို့အသင်းနေရပေါ့နော်ပွဲမစခင်ကျွန်တော်ပွဲမစခင်ဒီ training လုပ်တဲ့ပုံတွေရှိမယ်ပြီးွားရင်ကျွန်တော်တို့ပွဲပြီးွားရင်ကျွန်တော်တို့ကိုသွင်းတဲ့ပုံတွေအခိုက်အတန့်တွေပေါ့နော်ဒီပြည်သက်တွေပျော်ရွှင်နေတဲ့အခိုက်အတန့်တွေဒါတွေကိုသူတို့ကဆွဲဆောင်မှုရှိအောင်ရိုက်တယ်ရိုက်ပြီးွားရင်သူတို့က social media တွေမှာသူတို့ကပြန်ပြီးတော့ဒီတင်ပေးတယ်ပေါ့တင်ပေးတယ်ဆိုရင်ပြောမှဆိုရင်တနည်းအားဖြင့်ပေါ့ဒီလိုတင်ပေးတယ်ဆိုရင်ကျွန်တော်ပြည်သက်တွေကလည်းကျွန်တော်တို့ဒီပြည်သက်တွေနဲ့ထိတွေ့မှုရမယ်ပေါ့နော်ပြောမှဆိုကွင်းထဲကိုသွားမကြည့်ဖြစ်တဲ့ပြည်သက်တွေတောင် social media မှာတွေ့ရတယ်ဆိုရင်ကျွန်တော်တို့ဒီဟာကကိုမျိုးခံအသင်းဒါပဲအသင်းအဲ့လိုမျိုးဆိုပြီးတော့သူတို့သွားအားပေးခြင်းစိတ်တွေဖြစ်တယ်ပြီးွားရင်နောက်တစ်ခုကပေါ့ sponsor ကိစ္စပေါ့နော်ကျွန်တော်အသင်းကိုကျွန်တော်ဒီလိုမျိုး social media မှာကျွန်တော်တို့ဒီလိုမျိုးဒီပြည်သက်နဲ့ထိတွေ့အောင်လုပ်ပေးတယ်ဆိုရင်ကျွန်တော် sponsor တွေလည်းလိုက်လာမယ်ပေါ့နော်အဲ့လိုမျိုးနီးလန်းလေးတွေရှိတယ်ပေါ့အဲအကြောင်းမလို့ကျွန်တော်တို့ဒီ media ဘိုင်းကတော့အရင်ရေးကြည့်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအလင်းမြန်တိုးတက်နေတဲ့ Cambodia League ပေါ့ Cambodia League ဆိုရင်ကျွန်တော်တို့ဒီ social media ဘိုင်းအရင်ကောင်းတယ်ဗျသူတို့ပွဲစပြီဆိုရင်သူတို့ပွဲမှာကျွန်တော်တို့ဒီ drone camera တွေပေါ့နော်အဲ့လိုမျိုးဒီတုံးတဲ့အဲ့လိုမျိုးတွေပါတုံးတဲ့အထိပါသူတို့လုပ်တယ်ပေါ့ပြီးတော့သူတို့အနေနဲ့ဒီ Cambodia League ကိုပေါ့သူတို့အနေနဲ့ social media တွေမှာတောက်လျှောက်ကြော်ညာတာတွေရှိတယ်အသင်းတိုင်းကကျွန်တော်တို့ media အင်အားတွေကောင်းတယ်ပေါ့သူတို့က Facebook တခုလည်းသွားတာမဟုတ်ဘူး Facebook တွေ YouTube တွေ TikTok တွေကျွန်တော်ပြီးတော့ Instagram ပေါ့ဒါလေးတွေကိုတောက်လျှောက်ပေါ့သူတို့ဒီ channel တွေတောက်ပေါင်းစုံကနေသူတို့ထိုးဖောက်ပြီးတော့ကြော်ညာတာတွေလုပ်တယ်ကစားသမားမိတ်ဆက်တဲ့ video တွေကအစပေါ့သူတို့အနေနဲ့စနစ်တကျလုပ်တယ်ပြီးတော့သူတို့အဲ့လိုမျိုးနဲ့ပေါ့သူတို့အနေနဲ့ဒီဘက်ကနေဝင်ငွေပြန်ရတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့